ရားရှင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်မမပြောလိမ့်မယ်နော်ဒီနှစ်မှာလဲဆိုတာဟုတ်ပဲလွန်ခဲ့သောနှစ်ကတစ်ခေါက်ပြန်ရောက်တယ်ပေါ့ကိုရီးယားအခုဒီနှစ်မှာနောက်တစ်ခေါက်ပြန်လာခွင့်ရရှိပါတယ်ဒါကြောင့်မနေ့အဲ့ဒီနှစ်က2023ပြန်ရောက်တဲ့အချိန်မှာလဲကျွန်မဒီဟိုရောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့နေ့ကတော့ဖြစ်ချင်တော့ sports day ဆိုတော့တခြားနေရာမှာကျွန်မရောက်တာလဲနောက်ကြတော့သွားကြပြီပေါ့နော်ကျွန်တော်တို့ဒီမှာရှိတဲ့လူကြီးတွေနဲ့ပဲကျွန်တော်တို့စကားနဲ့ပတ်ထိုင်ပြောပေးတာဖွဲ့ကြပြီးတော့ပြန်သွားလိုက်ပါတယ်ဒါပေမဲ့ဒီနှစ်မှာတော့ကျေးဇူးတော်ကြောင့်ကျွန်မဒီ UR မြန်မာ fellowship မှာတစ်ခေါက်ပြန်ပြီးတော့မိသားရဖွဲ့ခွင့်ရတယ်ဒီမှာရှိတဲ့ညီကောင်မောင်မတွေတို့ကပတ်တော်ဝင်ပြခွင့်ရတဲ့အတွက်ဖျားခင်ကျေးဇူးတော်လည်းချီးမွမ်းပါတယ်အထူးသဖြင့်အခွင့်ပေးတဲ့ဆရာကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်လို့ကျွန်မလည်းဒီမှာလာတာပြောပါတယ်ဒီမှာ2014မှာကျွန်မကျောင်းလာတက်တဲ့အချိန်ဒီမှာဒီအသိကောင်တွေတော့ကျွန်မမသိဘူးမပတ်သက်ပါဘူးဒါပေမဲ့2019ကျတော့ဒီမှာတို့မြန်မာ fellowship ကိုစပြီးတော့လုပ်တော့မယ်ဆိုတဲ့အခါမှာတယောက်ကိုဥဆောင်ပေးဖို့ပေါ့နော်တို့ရှာတော့တို့နဲ့တည်တဲ့ဒီမြန်မာပြည်မှာရှိတဲ့ Korean missionary တယောက်သူနဲ့လည်းကျွန်မတည်တဲ့အခါကျတော့သူကကျွန်မအကူအညီတောင်းတယ်တော့ကျွန်မနေတာဟို X ဆိုတော့ရောင်းပြောင်းဆိုတော့နည်းနည်းဝေးတော့ကျွန်မသူကအဲ့ဆရာတော့ပြောတာသူနောက်တစ်ယောက်ကိုရှာထားမယ်ပေါ့နော်ရှာမယ်3လလောက်ဝင်ပြီးတော့မှဥဆောင်ထားပြီးပါဆိုတော့အဲ့လည်းကျွန်မ3လဆိုတော့အဲ့ရနေတစ်နှစ်ကျော်သွားတယ်ပေါ့တစ်နှစ်ကျော်သွားပြီး2018မှာကျွန်မကျောင်းစာလို့မပြီးသေးဘူးthesis ရင်းနေတော့လည်းကျွန်မပြန်သွားတယ်နောက်တော့ဒီ covid တွေပါဖြစ်တော့ပြန်လည်းမလာဖြစ်တော့ဘူးနောက်ကျောင်းမှာလည်းကျွန်မကဘယ်မှာလုပ်လဲလို့ဆိုရင်တော့အေးစိတ်ကျစားကျောင်းမြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်ဆိုတာ MICT ပေါ့နော်ကျွန်တော်တို့ကျောင်းကတော့မြန်မာလိုကျောင်းကုန်းမှာကျောင်း3ကျောင်းရှိတယ်ကရင်လိုသင်တဲ့ကျောင်းရှိတယ်အင်္ဂလိပ်လိုသင်တဲ့ကျောင်းရှိတယ်မြန်မာလိုသင်တဲ့ကျောင်းရှိတယ်ဆိုတော့ကျွန်တော်ကမြန်မာလိုသင်တဲ့ကျောင်းမှာအခုတော့ကျောင်းအုပ်ဖြစ်ပါတယ်လို့အဲ့တော့ဒီကျောင်းမှာကျွန်တော်တို့ကျောင်းမှာတော့ကျောင်းသားတော့340ကျော်လောက်ရှိတယ်ဒီနှစ်မှာပို့ပြီးများနိုင်တယ်ပေါ့နော်လူမှာမြန်မာနိုင်ငံမှာသိတဲ့အတိုင်းပဲအခြေအနေတွေကအမျိုးမျိုးဖြစ်တဲ့အခါမှာကျောင်းကိုရောက်လာတဲ့ကျောင်းသူကျောင်းသားပိုများလာပါတယ်ပိုများလာတယ်တချို့ကဒီစစ်ဘေးနဲ့ဆိုတော့သွားပြေးရတယ်လေနော်ပြေးရတယ်မိသားစုတွေကပြေးရတယ်အဲ့တော့ဒီသားသမီးတို့ရန်ကုန်ပို့ထားခြင်းနဲ့အဲ့လိုကျောင်းမှာတစ်ခုခုထားခြင်းတာတွေလည်းရှိတော့ကျန်းစာကျောင်းကိုရှောက်ပြီးတော့မှကျန်းစာကျောင်းမှာရောက်လာတာရှိတယ်ကျမတို့လည်းအခြေအနေရပါတော့ကျောင်းမှာသူတို့ကရောက်လာတဲ့အခါမှာသူတို့ရှောက်လာတဲ့အခါမှာကျောင်းကတော့ဝင်ခွင့် entrance exam ဆိုတာရှိတယ်အဲ့တော့ entrance exam ကိုဝင်ဖြေရတယ်ဒါပေမဲ့လို့တချို့ကဝင်ဖြေတဲ့အခါမှာတိတ်ပြီးတော့မရအောင်ကျောင်းသားဖြစ်လက်ခံဖို့တိတ်ပြီးတော့မဖြစ်နိုင်ဘူးဆိုတာတွေရှိတယ်ဒါပေမဲ့လို့အခုနကပြောသလိုပေါ့နော်အခြေအနေရတစ်ဖက်ကသူတို့ရဲ့အခြေအနေကိုကြည့်တဲ့အခါမှာသူတို့နေရာမှာသူတို့နေဖို့ရန်ကအရန်ခက်ခဲရှိတယ်ပြေးလွှားနေရတယ်ဆိုတော့ဒီစစ်တပ်ရဲ့ဆွဲပေါ်တာဆွဲတာတွေเนาะဒီဟာဒီလည်းသူတို့တွေကခံရတဲ့အခါမျိုးတွေရှိတဲ့အခါကျတော့ကဲဘာပဲဖြစ်ဖြစ်လက်ခံကြဆိုပြီးတော့လက်ခံတာပေါ့เนาะလက်ခံလိုက်ပြန်တော့လေကျမတို့ဘက်မှာဘာဖြစ်လဲဆိုတော့အဆောင်နေရာခက်ခဲရှိတာတို့သူတို့ကိုပေးရသူတို့ကိုဒီနေရာအစီအစဉ်လုပ်ပေးရလေနေရာအစီအစဉ်လုပ်ပေးတဲ့နေရာမှာအခက်ခဲရှိတယ်စာသင်ခန်းနေရာတွေအခက်ခဲရှိတာမျိုးတွေရှိပါတယ်ဒါပေမဲ့လည်းကျမတို့စူးစမ်းပြီးတော့ကိုယ့်ရဲ့အထူးသဖြင့်ပေါ့ကျမတို့ရဲ့စိတ်ထဲမှာရှိလဲဆိုရင်ကိုယ်ကမရှုံးကိုယ်လည်းမရှုံးအောင်ပေါ့နော်ကိုကကြောင်းမဖွင့်ဘူးဆိုကိုယ်ပါရှုံးတယ်ပေါ့နော်ကိုယ်တွေလည်းရှုံးတယ်ဖျားခင်နိုင်ငံတော်ကျဲကျဲရေးမှာကျောင်းကမဖွင့်ကျောင်းတွေမဖွင့်ဘူးသူတို့ဒီဟိုဟာစစ်ဆိုးရအောင်ကိုယ်မကြိုက်လို့ပေါ့နော်ကျောင်းတွေမဖွင့်ဘူးဆိုရင်သူတို့ပဲနိုင်တယ်လို့စိတ်ထဲမှာခံစားရတယ်သူတို့ပဲနိုင်တယ်သူကဆိုကိုမဖွင့်လဲသူကနိုင်နေတယ်အဲ့လိုမျိုးဖြစ်တယ်ကိုဖွင့်လဲသူကနိုင်နေအဲ့တော့ကိုဖွင့်ပြီးတော့သူတို့နိုင်တာပြဿနာမရှိဘူးနော်ကိုမဖွင့်မဲ့နဲ့သူတို့ကနိုင်တယ်ဘယ်လိုလဲဆိုရင်ဥပမာဖြစ်သူတို့ကငါတို့သူတို့ကျောင်းတွေမဖွင့်နိုင်ဘူးဆိုရင်ခရစ်ယာန်ဘာသာအတွက်ကနောက်အခြေအနေကအခက်ခဲရှိနိုင်တယ်နော်ဆိုတော့အဲ့ဒါဆိုလဲသူတို့ကနိုင်သွားတာပေါ့အကယ်၍ကိုကကျောင်းဖွင့်နေသူတို့ရဲ့အောက်မှာပဲဆိုသူတို့ကတော့ပြောမှာဗျာတိကျဟိုပါလေတိုင်းပြအေဂျင့်တဲ့သူတို့ရဲ့လက်အောက်မှာကျောင်းတွေဖွင့်တယ်သူတို့ကတော့ဒီပုံမှာဒီလိုပြောနိုင်တယ်အဲ့ဒါဆိုလည်းသူတို့ကနိုင်တာအဲ့တော့သူတို့ကတော့ကျမတို့ကျောင်းဖွင့်သည်ဖြစ်စေမဖွင့်သည်ဖြစ်စေသူတို့ကနိုင်တယ်ဆိုရင်ကျောင်းပြောတော့လည်းကျောင်းဖွင့်ပြီးတော့သူတို့အနိုင်ပေးရတာနှစ်ဖက်စလုံးတွေအနိုင်ပေါ့နော်ကိုလည်းနိုင်တယ်သူလည်းနိုင်တယ်ဆိုတော့
အခြေအနေမျိုးလို့ကျမတို့ကယူဆတဲ့အတွက်ကြောင့်ကျောင်းတွေပြန်ကျန်းစာကျောင်းတွေကိုပြန်ဖွင့်တယ်ပေါ့နော်ကျန်းစာကျောင်းတွေဖွင့်တယ်ကျမတို့ဒီကျောင်းတွေမှာပြန်ပြီးတော့မှတချို့လဲ online နဲ့သင်တာပေါ့နော်အခြေအနေလုံးဝမပေးတဲ့နေရာတွေကတော့ online နဲ့သင်ရတယ်ကျမတို့ကတော့ရန်ကုန်မှာဆိုတော့ရန်ကုန်ကတော့ online မရှိလဲဒီ in person လာသင်ဖို့အတွက်ကျမတို့ဖွင့်လိုက်တဲ့အတွက်ခုနပြောလို့တစ်ခုကောင်းသွားတာတော့တချို့လူတွေဒီလိုလာပြီးတော့မှကျောင်းတက်လို့ရပါတော့ကျောင်းတက်လို့ရတော့နည်းနည်းသူတို့အတွက်အဆင်ပြေတာပေါ့နော်ဆိုတော့ဒါဖျားခင်ရဲ့လမ်းဖွင့်ခြင်းအဖြစ်ကျမတို့ရန်ကုန်မှာတော့ဒီလိုအခြေအနေနဲ့ကျမတို့အကြောင်းတွေကိုပြန်ပြီးတော့ပြင်လျက်တဲ့ရှိပါတယ်ဆိုတာလေးကိုလည်းငယ်ဖော်ပြခြင်းပါတယ်လို့ဆိုတော့ဒီကျမရွေးချယ်ထားတဲ့အကျမ်းပိုက်ရှိပါတယ်ယောမရစာခန်းကြီး7အငယ်7ဖြစ်ပါတယ်မျော်လင့်ရဲ့ဝမ်းမြောက်ကြတော့ဆင်းရဲဒုက္ခရောက်သောအခါသိခံကြတော့ဆုတောင်းပတနာပြုခြင်းအမှုကိုအမြဲပြုကြလို့ဒါကျမတို့ကျောင်းမှာမိနစ်ကဒါကျောင်းရဲ့ဟိုဟာလည်းဟုတ်တယ်ဆောင်းပုံလည်းဟုတ်တယ်ပေါ့နော်မိနစ်ကကျမတို့ဒီနေ့လို့ဒီကျောင်းကိုစဉ်းစားကျမတို့ရဲ့မြန်မာပြည်အတွက်ဒါကတကယ်ကိုပဲလိုအပ်နေတဲ့အနေအထားမှာဖြစ်တဲ့အခါကျတော့ဒီကျမ်းပိုက်အဖြစ်ကျမတို့ခွန်အားယူတိဆောက်ကြရပါတယ်ဒါကြောင့်ဒီနေ့ဒီကျမ်းပိုက်ကိုပဲကျမပြန်လဲပြီးတော့ရွေးချယ်ပြီးတော့ခွန်အားပေးခြင်းပါတယ်ဖော်ပြခြင်းပါတယ်ဆိုတော့ယောမအရစာကိုဘယ်သူရေးလဲဆိုတော့ဒါတမန်တော်ကြီးရှင်ဘောလူကရေးတယ်တမန်တော်ကြီးရှင်ဘောလူကဘယ်ကိုရေးတာလဲဆိုတော့ယောမမြို့မှာရှိတဲ့ခရိယန်တွေကိုရေးတာဆိုတော့ယောမမြို့မှာရှိတဲ့အဲ့ဒီတုန်းကနော်အေဒီပြည်ရာစုဒီချိန်တုန်းကယောမမြို့မှာရှိတဲ့အသင်းတော်ဆိုတာဒုက္ခဆင်းရဲတွေမျိုးမျိုးကြားမှာခရိယန်တွေကအသက်ရှင်ရတဲ့သူတွေဖြစ်တယ်နော်ဆိုတော့ဒီခရိယန်တွေစီကိုသူကစာရေးတယ်သူဘာကြောင့်ဒီစာကိုသူရေးလဲဆိုတော့ယောမတခါမှမရောက်ဘူးသူတီထောင်ပြုစုတဲ့အသင်းတော်လည်းမဟုတ်ဘူးဒါပေမဲ့ယောမခရိယန်တွေရဲ့ယုံကြည်ခြင်းသူတို့ရဲ့စက္ကအနံ့ခြင်းကိုသူကအမြဲကြားရတယ်ကြားတော့သူအဲ့ဒီကိုရောက်ဖူးခြင်းတယ်ဒါပေမဲ့သူအဲ့ဒီလူတွေနဲ့သူတခါမှမသိဘူးမရောက်ဘူးအဲ့တော့ဒါပေမဲ့ तू ကဘယ်ကိုဆက်ပြီးတော့ तू ခရီးပြုဖို့စဉ်းစားလဲဆိုရင်ယောမမှာတော့ခရိယန်တွေရှိပြီဒါပေမဲ့ तू ကဘယ်ကိုသွားချင်လဲဆိုစပိန်ကို तू ကသွားချင်တယ်အဲ့ဒီဘက်ကို तू ကသွားပြီးတော့မှသာသနာပြုချင်သေးတယ်အဲ့တော့ तू သွားတဲ့အခါစပိန်ကိုသွားတဲ့အခါမှာဒီယောမမှာရှိတဲ့ခရိယန်တွေစီကိုဝင်ပြီးတော့မှခရိယန်တွေစီကလည်း तू ကခွန်အားယူမယ် तू ကလည်းခရိယန်တွေကိုခွန်အားပေးမယ်ပေါ့နော်ခရိယန်တွေကလည်းသူ့အတွက်ဆုတောင်းပေးဖို့ယောမခရိယန်တွေကလည်းအသင်းတော်လည်းသူ့အတွက်ဆုတောင်းပေးဖို့သူကလည်းအသင်းတော်ကိုသူ့ရဲ့ယုံကြည်ခြင်းဟာဘာလို့ယုံကြည်ခြင်းလဲတချို့ကယုံကြည်ခြင်းနဲ့ပတ်သက်ရင်နည်းနည်းဟိုဖြစ်မယ်လေဘယ်လိုပြောရမလဲဆိုတော့သူယုံကြည်ခြင်းအမှန်လားမမှန်လားပေါ့နော်ယုံကြည်ခြင်းဟုတ်ရဲ့လားစစ်မှန်တဲ့ယုံကြည်ခြင်းဟုတ်ရဲ့လားတချို့ကပေါ်လို့အထင်မှားနိုင်တယ်လေဆိုတော့အဲ့တော့အထင်မမှားရအောင်သူကခါတဲ့ကြိုပြီးတော့သူစာရေးလိုက်တာပေါ့နော်စာရေးလိုက်တယ်သူယုံကြည်ခြင်းဟာဘယ်လိုယုံကြည်ခြင်းမျိုးလဲခရစ်တော်သူဘယ်လိုယုံကြည်တာလဲနော်ဒါကြောင့်ကျွန်တော်တို့ယောမဩရစာဖတ်ရင်ခန်းကြီး1ကနေခန်းကြီး7အထိဆိုသူယုံကြည်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူ့ကိုမေးထားတဲ့မေးခွန်းတွေတချို့တွေမှာမရှင်းလင်းတဲ့အကြောင်းအရာတွေဆိုရင်သူက1ကနေ7အထိမှာဒါပထမဆုံးသူရှင်းပြတယ်ပြီးတဲ့အခါကျတော့7နှစ်ကနေစပြီးတော့မှခန်းကြီး7နှစ်ကနေစပြီးတော့ကျွန်တော်ကြည့်ရင်ခရစ်ယာန်အသက်တာဟာဘယ်လိုအသက်ရှင်ရမလဲဆိုတာကိုသူကပြောတာပေါ့နော်ခရစ်တော်၌အသက်တော်အသက်တာဟာဘယ်လိုသက်ရှင်သွားဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကြည့်တဲ့အခါကျတော့ခန်းကြီး7နှစ်အခုအငယ်7နှစ်မှာဒီအကြောင်းအရာလေးကိုတွေ့ရနော်ခရစ်ယာန်တယောက်အနေနဲ့ခရစ်တော်၌ဘယ်လိုသက်ရှင်ရမလဲဆိုတာကိုပြောတဲ့အခါမှာဒီအကြောင်းအရာကိုကျွန်တော်တို့တွေ့ရတယ်မျောလင့်တဲ့ဝမ်းမြောက်ကြတော့ဆင်းရဲဒုက္ခရောက်သောအခါဒီခံကြတော့ဆုတောင်းပတနာပြုခြင်းမှုကိုအမြဲပြုပါကျွန်တော်တို့မြန်မာနိုင်ငံကျွန်တော်တို့2021ကတည်းကဒီဆိုးရတဲ့အခြေအနေကိုကျွန်တော်တို့စတင်ရေးဆိုင်ခဲ့ရတယ်အဲ့ဒါမတိုင်ခင်လေးမှာအဲ့ဒါမတိုင်ခင်လေးမဟုတ်လေအဲ့ဒီဟာလဲဟိုကတ်ယောဂဘေးအားမပြီးသေးတဲ့အချိန်မှာเนาะကျမတို့အားလုံးသိတယ်အဲ့ဒီမပြီးသေးတဲ့အချိန်မှာပဲကျမတို့ကဒီစစ်ဘေးဒဏ်ကိုစပြီးတော့ရင်ဆိုင်ရတယ်အခြေအနေတွေကကျမတို့ကကြည့်တဲ့အခါမှာတနေ့နောက်တနေ့ကောင်းလို့ပေါ့เนาะပို့ပြီးတော့ကောင်းလာမလားပို့ပြီးတော့ကောင်းလာမလားလို့စဉ်းစားပြီးမယ်မျှော်လင့်ပြီးမယ်ပို့ပြီးတော့မကောင်းလာเนาะအခြေအနေကပို့ပြီးတော့မှဆိုးလာတယ်အဲ့တော့တစ်ခါတလေကျတော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေတဲ့သူတွေအနေနဲ့ဘာဖြစ်လာဆိုမျော်လင့်စရာမရှိသလိုဖြစ်လာမျော်လင့်ရမဲ့တာနော်မျော်လင့်စရာမရှိတော့ဘူးလားဆိုတဲ့ခံစားချက်စိတ်ထဲမှာဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့မျော်လင့်နေတာလေကောင်းဖို့ဒါမဲ့နောက်တစ်နှစ်ဆိုကောင်းမယ်နောက်တစ်နှစ်ဆိုကောင်းမယ်ကောင်းဖို့မျော်လင့်နေရတဲ့ကိုအစိုးရဆိုတဲ့အခြေအနေကိုကျမတို့ကကြုံလာရတယ်။
ကြုံလာရတဲ့အခါကျတော့မျောလင့်စရာမရှိတော့ဘူးလားဆိုတဲ့ဒီအဖြစ်အပျက်ဒီလိုစဉ်းစားစရာဖြစ်လာတော့နော်ဆိုတော့ဒါကြောင့်ဒီဟာလေးကိုကျွန်မရွေးထားခြင်းဖြစ်ပါတယ်မျောလင့်ရဲ့ဝမ်းမြောက်ပါဆင်းရဲဒုက္ခရောက်တဲ့အခါမှာတီးခါမှာဆုတောင်းပတ္တပြုခြင်းမှုကိုအမြဲပြုပါစေဒီ၃ချက်ကိုကျွန်မအခြေပြုပြီးတော့ပြောချင်ပါတယ်ပထမတစ်ချက်ကဒီမျောလင့်ရဲ့ဝမ်းမြောက်ပါဆိုတဲ့ဟာမျောလင့်တယ်ဆိုတာဘယ်သူပဲဖြစ်ဖြစ်နော်ကျမတို့ကောင်းဖို့ပဲမျောလင့်တာဘယ်သူမှစိုးဖို့မမျောလင့်ဘူးဘာအစိုးဖြစ်လာမယ်လို့မျောလင့်တဲ့လူဆိုတာတယောက်မှမရှိဘူးမျောလင့်တယ်ဆိုကြတဲ့ကကောင်းဖို့ပဲမျောလင့်တာအစိုးဖြစ်လာမယ်လို့မျောလင့်တာမရှိဘူးမျောလင့်တယ်ဆိုတာဘာလဲဆိုရင်ရည်မှန်းတောင်းတတာပေါ့နော်ဒီလိုဖြစ်လာဖို့ကောင်းဖို့တကိုရည်မှန်းတယ်ကိုတောင်းတတယ်ဒါကမျောလင့်ခြင်းပဲအဲ့တော့မျောလင့်ခြင်းမှာကောင်းဖို့ပဲမျောလင့်တာစိုးဖို့ကိုဘယ်သူမှမမျောလင့်ပါနော်ကောင်းတာကိုပဲရည်မှန်းခြင်းဖြစ်တယ်မကောင်းတဲ့အရာစိုးရတဲ့အရာကိုဘယ်သူမှမမျောလင့်အဲ့မျောလင့်တယ်ဆိုတာအနာဂတ်မှာကောင်းဖို့ကိုမျောလင့်တာမျောလင့်ချက်အနာဂတ်နဲ့ပဲဆိုင်နော်အနာဂတ်နဲ့ပဲဆိုင်တယ်ကောင်းဖို့ကိုပဲကိုကမျောလင့်တာဖြစ်တယ်အဲ့တော့အနာဂတ်ဒီမျောလင့်ခြင်းမှာခုနပြောလို့ကောင်းတာကိုပဲမျောလင့်တယ်ဆိုတော့အကောင်းဖြစ်လာတာနဲ့သူကဝမ်းမြောက်ခြင်းရပါဖြစ်လဲဆိုတော့ဒွန်တွဲသွားတာပေါ့အကောင်းဖြစ်လာတာနဲ့အကောင်းတဲ့ຢာဖြစ်တာနဲ့အဲ့ဒီမှာဝမ်းမြောက်ခြင်းဆိုတာကပါလာနော်ဒါကြောင့်ခရိယာတွေအနေနဲ့ကျမတို့ရဲ့မျောလင့်ခြင်းကဘာလဲလို့ပြောရင်ဒီဝိညာဉ်ရေးရရှုထောင့်ရပြောမယ်ဆိုရင်တော့ကျမတို့ရဲ့မျောလင့်ခြင်းခရိယာတွေရဲ့မျောလင့်ခြင်းအဆုံးစွန်သောမျောလင့်ခြင်းဟာကောင်းကင်သစ်နဲ့မြေကြီးသစ်မှာဖျားသခင်နဲ့အတူရှိဖို့သခင်ယေရှုခရစ်တော်နဲ့အတူရှိဖို့ထာဝရအသက်ရှင်ဖို့ဒါကကျမတို့ရဲ့အန္တိမမျောလင့်ချက်ဖြစ်တယ်နောက်ဆုံးအဆုံးစွန်ပေါ့နော်ဒါကကျမတို့ရဲ့မျောလင့်ချက်ဖြစ်တယ်ဆိုအဆုံးစွန်ဒီမျောလင့်ချက်မှာကျမတို့ကဝမ်းမြောက်ခြင်းရှင်လန်းခြင်းဆိုတာအဲ့ဒီအထဲမှာရှိတယ်ဘာလို့ဆိုတော့သူကထာဝရအသက်ရှင်မယ်ဖျားသခင်နဲ့အတူရှိမယ်ဒီကောင်းကင်သစ်နဲ့မြေကြီးသစ်ထဲမှာနေရမယ်ဆိုတော့ဒီကတကယ်ကိုကောင်းတဲ့မျောလင့်ခြင်းဆိုတာဒီမျောလင့်ခြင်းမှာဝမ်းမြောက်ခြင်းနဲ့တွဲနေတယ်ဆိုတာကိုတွေ့ရတယ်ဒီပြောတာစာကိုဖတ်တဲ့အခါမှာအာဗြဟံတို့ကိုနော်အာဗြဟံကသူ့ကိုဖျားသခင်ကနေခေါ်ထုတ်တဲ့အခါမှာတဲ့အာဗြဟံကအဲ့သူ့တိုက်ပြန်နေသူထွက်လာပြီးတော့မှသူတို့လှဲ့တယ်ပေါ့နော်လှဲ့ပြီးတော့မှသူတို့နေရတယ်အဲ့တော့သူနဲ့ပတ်သက်ပြီးတော့ဒီဟေပြောရစာဘာပြောလဲဆိုအာဗြဟံကတဲ့သူတောင်းတမျှော်လင့်တာကဖျားသခင်တီထောင်တဲ့မြို့မှာသူနေရဖို့မျှော်လင့်တယ်ဒီလောကဟာဧည့်သည်ပဲဆိုတာကိုသူသိတယ်တဲ့ဖျားသခင်တီထောင်တဲ့မြို့မှာနေထိုင်ဖို့အတွက်သူမျှော်လင့်တယ်ဆိုတာကိုပြောပါတယ်သူချင်းသူရဲ့တားရှင်မြင့်ဆက်လက်ဒီလိုပဲတဲ့သူတို့မူလဇာတိကိုမမျှော်လင့်ဘူးတဲ့ဟောကောင်းကင်မြေကြီးတစ်ကိုမျှော်လင့်တယ်ဖျားသခင်တီထောင်ပြုစုထားတဲ့မြို့ကိုမျှော်လင့်ပြီးတော့သူတို့ဟာဒီလောကမှာနေထိုင်အသက်ရှင်သွားကြတယ်ဆိုတာကိုပြောထားတယ်ဆိုလို့ချင်းဒါခရိယန်တို့ရဲ့နောက်ဆုံးသောမျှော်လင့်ချက်ဆိုခရိယန်တွေအနေနဲ့ကောင်းပါပြီဒါကျမတို့ကပြောလိမ့်မယ်နော်ဟာဝိညာဉ်ရေးရအနေနဲ့ဆိုခရိယန်တွေကထောင်ကိုမျှော်လင့်တယ်အဲ့ဒီမှာဝမ်းမြောက်ခြင်းရှိတယ်ဒါဆိုရင်ဒီနေ့မြန်မာနိုင်ငံအခြေအနေမှာရောဒီနေ့လက်ရှိပြစ္ဆုတ်ပံအခြေအနေမှာရောမျှော်လင့်စရာမရှိဘူးလားအဲ့ဒီဟာကတော့ထားတော့ဒါကတော့ကျမတို့တမန်တော်နဲ့ဆိုင်တဲ့ကိစ္စပေါ့နော်တမန်တော်နဲ့ဆိုင်တဲ့အကြောင်းအရာဒါပေမဲ့မျှော်လင့်စရာဒီအနာဂတ်ကဘာမှာပဲရှိတာလားလက်ရှိကဘာမှာလက်ရှိမြန်မာနိုင်ငံအခြေအနေမှာရောမရှိဘူးလားအခုနကကျမပြောသူပေါ့နော်မျှော်လင့်စရာမရှိသလိုကျမတို့ခံစားရတယ်ဆိုတော့ကျမတို့အနာဂတ်ကောင်းမွန်တဲ့အနာဂတ်ကိုကျမတို့မျှော်လင့်စရာရှိသေးရဲ့လားဆိုတာပြောမေးစရာရှိလားနော်မျှော်လင့်စရာရှိပါခရစ်တော်၌ကျမတို့မျှော်လင့်စရာရှိတယ်မျှော်လင့်လို့ရကောင်းတဲ့အနာဂတ်ကိုကျမတို့မြန်မာနိုင်ငံအတွက်ကောင်းတဲ့အနာဂတ်ကိုခရစ်တော်၌ကျမတို့မျှော်လင့်လို့ရတယ်ဆိုတာလေးကိုကျမပြောချင်တာပါအမှန်နဲ့အနာဂတ်ကောင်းကင်နိုင်ငံအတွက်ဒီအနာဂတ်မျှော်လင့်ချက်ကရှိတယ်ဆိုတာမှန်တယ်သို့တော်လည်းပဲလက်ရှိပြစ္ဆုတ်ပံချိန်မှာလေခရစ်တော်၌ကျမတို့မှာမျှော်လင့်စရာရှိတယ်ဆိုတာလေးကိုဖော်ပြခြင်းပါတယ်ဒါပေမဲ့ပတ်ဝန်းကျင်အခြေအနေတွေမှာပဲကျမတို့ကြည့်နေမယ်ဆိုရင်တော့မျှော်လင့်စရာမရှိဘူးမြန်မာနိုင်ငံမှာလက်ရှိအခြေအနေကိုကျမတို့ကြည့်နေမယ်ဆိုရင်တော့မျှော်လင့်စရာမရှိဘူးဒါပေမဲ့လို့ခရစ်တော်၌ဆိုရင်တော့မျှော်လင့်စရာရှိတယ်ဆိုတာလေးကိုပြောချင်ပါတယ်ဖျားသခင်ဟာတဲ့မရွေးနှောက်နိုင်လောက်အောင်လက်တော်တူတဲ့ဖျားမဟုတ်ဘူးမကယ်တင်နိုင်တဲ့ဖျားမဟုတ်ဘူးတကောအနန္တနဲ့ပြည့်စုံတဲ့ဖျားမတရားတဲ့အမှုတွေကိုစီရင်တတ်တဲ့ဖျားဖြစ်တယ်
ခမရအကြောင်းကျမတို့ဖတ်ရင်ကျမတို့အားလုံးသိပါတယ်ဖာရောဘုရင်ဣသရေလလူတွေကိုသူနှိမ့်ဆက်ညှဉ်းပန်းမှုတွေသူလုပ်လာတယ်နှိမ့်ဆက်ညှဉ်းပန်းမှုသူတည့်ရချင်းတင်းလာလူတွေကိုပင်ပင်ပန်းပန်းဖြစ်အောင်ခိုင်းတယ်နောက်ဒီဣသရေလလူတွေတိုးပွားမှဆိုလို့နောက်ဒီအမျိုးမျိုးပေါ့နော်သူဒီဝမ်းဆွဲမတွေကိုမွေးဖွားစဉ်ကတည်းကတတ်ခိုင်းတာတွေရှိတယ်သူအမျိုးမျိုးဒီခရစ်ဒီဣသရေလလူတွေကိုညှဉ်းပန်းနှိမ့်ဆက်တာနော်ဣသရေလလူတွေကိုညှဉ်းပန်းနှိမ့်ဆက်တယ်သူတည့်ရချင်းတင်းတယ်ဒါပေမဲ့သူစိတ်ထဲမှာဘာတင်လဲဆိုသူအဲ့လိုလုပ်လိုက်ရင်ဒီလူတွေငြိမ်သွားပြီပေါ့ဒီလူတွေမပွားတော့ဣသရေလလူတွေပျောက်ကွယ်သွားမယ်နော်သူတို့တွေမထနိုင်တော့ဘူးဒါသူ့ရဲ့အမြင်ဖာရောဘုရင်ရဲ့အမြင်သူကအီဂျစ်နိုင်ငံမှာအုပ်ချုပ်တယ်ဖာရောဘုရင်ရဲ့အမြင်ဣသရေလလူတွေကသူ့ရဲ့လက်အောက်မှာနေရတဲ့အခြေအနေဘဝအခြေအနေမှာဒါသူ့ရဲ့အမြင်နော်သူအဲ့လိုလုပ်ရင်သူပင်ပင်မမနဲ့ခိုင်းရင်ဒီလူတွေဟာပင်မနဲ့ဓာတ်ကြောင့်သိကုန်မယ်နော်ပင်ပင်မမနဲ့ထားတဲ့ပြင်ဒီမွေးဖွားလာတဲ့ကလေးတွေကိုလည်းသူတတ်အောင်မယ်ဆိုတော့တဖြည်းဖြည်းနဲ့သူကလူမျိုးကိုပြောက်အောင်ပေါ့နော်ဒါတဖြည်းဖြည်းတည့်ရချင်းတင်းတာအဲ့ဒါဆိုရင်တော့ဒီလူတွေဟာတဖြည်းဖြည်းနဲ့ယော့သွားမယ်လို့သူကချက်ဒါပေမဲ့ तू မသိတာတခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အောစရာဖျားကြီးလှုပ်ဆောင်မှုအဲ့ဒါဘာလဲဆိုရင် तू နန်းတော်ထဲမှာဣသရေလလူတွေကိုရွေးနှုတ်ကဲတင်မဲ့မောရှိ तू နန်းတော်ထဲမှာကြီးလာတာဒါ तू မသိအရာအောစရာကောင်းတယ်တစ်ဖက်မှာ तू ထင်တာက तू ဒီလိုလှုပ်ချင်အဖြစ်ဣသရေလလူတွေမထနိုင်တော့နော်ဒီဘယ်လိုကြလဲမပွားများနိုင်တော့ဣသရေလလူတို့တစ်သက်လုံးဒီလိုပဲထားလို့ရမယ်လို့သူထင်တယ်ဒါပေမဲ့လို့ဣသရေလလူတွေကိုကဲတင်မဲ့သူကိုသူနန်းတော်ထဲမှာပဲဖျားကြပြင်ဆင်ထားခဲ့တာအဲ့ဒါ तू မသိ तू မသိလိုက်ပါပဲနဲ့အဲ့ဒီလူကို तू ဘာလုပ်ခဲ့ပြီးပြီလဲဆိုရင်ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပြီးပြီလိုတဲ့ပညာတွေကိုမောရှေကအဲ့ကနေကောင်းကောင်းရသွားတာမောရှေဟာဣသရေလလူတွေကို तू ထောက်ဆောင်နိုင်ဖို့အတွက်လိုအပ်တဲ့အသိပညာအတတ်ပညာတွေကို तू ကနန်းတော်ထဲမှာ तू ကရရှိခဲ့ပြီဆိုတော့ဒါကဖျားသခင်ရဲ့လှုပ်ဆောင်မှုပဲလူရဲ့လှုပ်ဆောင်မှုမဟုတ်ဘူးเนาะဖျားသခင်ကကြိုတင်ပြီးတော့ပြင်ဆင်ထားခဲ့တာကျမတို့ပြန်စဉ်းစားရအောစရာကောင်းတယ်ဘယ်လိုများဖျားသခင်ပေါ့เนาะဒီလိုလှုပ်ဆောင်ထားပြီးခဲ့တယ်ဒီလိုလှုပ်ထားခဲ့တယ်ဒါကျမပြန်စဉ်းစားရအောစရာဖြစ်ပါတယ်ဣသရေလလူတွေကိုကယ်ဖို့ဖျားသခင်ကနောက်တစ်ယောက်ဣသထာကိုလည်းဒီလိုပဲဣသရေလလူတွေကိုကယ်ဖို့ပါရှားဒီနန်းတော်ထဲမှာရှိနေစေခဲ့တယ်ဣသရေလလူတွေလူမျိုးတုံးတပ်ဖြတ်ခြင်းခံရမဲ့ဘေးကနေကင်းလွတ်ဖို့ဣသထာအားဖြင့်ဒါဖျားခင်ဒီကင်းလွတ်ဖို့ကယ်လွတ်ဖို့လှုပ်ဆောင်နိုင်ခဲ့လှုပ်ဆောင်ပေးခဲ့ဆိုတော့မသိလိုက်တာကငါတို့လွတ်လိုက်ရင်ရတယ်ပေါ့ဒါပေမဲ့သူတို့ရဲ့အထက်မှာဖျားခင်ဒီလူတွေကိုရှိနေစေခဲ့ပြီးဆိုတာသူတို့မသိလိုက်เนาะဆိုတော့ဒါတကယ်ကိုဖျားခင်ရဲ့အောပွေရလှုပ်ဆောင်မှုဖြစ်ပါတယ်ဒါကြောင့်ဖျားခင်တတ်နိုင်တယ်ဆိုတာကျမတို့ကတိမှတ်ဆွဲလန်းယုံကြည်ပြီးတော့ပတ်ဝန်းကျင်မှာတော့ကျမတို့မရှာနဲ့ပတ်ဝန်းကျင်မှာတော့ကျမတို့မျှော်လင့်ခြင်းကိုမရှာနဲ့ဖျားသခင်နိုင်တာသခင်ယေရှုခရစ်တော်နိုင်တာဘာလို့သူတို့ကတတ်နိုင်တယ်ဖျားသခင်တတ်နိုင်တယ်ဖျားသခင်လှုပ်ဆောင်နိုင်ဒါကြောင့်ဖျားသခင်နိုင်ပဲကျမတို့မျှော်လင့်ခြင်းကိုထားအဲ့ဒါဆိုရင်ဖျားသခင်ဂျားဝင်ပြီးတော့လှုပ်ဆောင်ပေးသွားရင်လူတွေဘာမှမတတ်နိုင်ဘူးဆိုတာနှုတ်ကပတ်တော်မှာကျမတို့တွေ့နိုင်ပါเนาะဒါကြောင့်အဲ့ဒီမှာပဲမျှော်လင့်စရာရှိတယ်ဖျားခင်ဒီအရာခတ်သိမ်းကိုတတ်နိုင်တဲ့အတွက်ကျမတို့မအားကိုးရမယ်မဟုတ်ဘူးဆိုတာလေးကိုကျမတို့တွေ့ရဒါကြောင့်လည်းကျမတို့ဝမ်းမြောက်နိုင်တာဖြစ်တယ်မျှော်လင့်ရဲ့ဝမ်းမြောက်ဖို့ဘာလို့ဖျားခင်တတ်နိုင်တယ်ဖျားခင်လုပ်ပြီးတချို့တော့မှအခုပြောတယ်ပေါ့နော်အခုငလေးပေးကြတဲ့အချိန်ကျတော့ဘာပြောလဲဆိုရင်ဖျားခင်ဂျားဝင်လှုပ်ဆောင်ပေးတာမဖြစ်နိုင်ဘူးလားလို့ပြောတော့ကျွန်မလည်းစဉ်းစားတယ်တစ်ချက်တည်းဒါဖြစ်နိုင်တယ်နော်ဖြစ်နိုင်တယ်လို့ပဲစိတ်ထဲမှာခံစားတယ်ဘာလို့ဆိုနေပြီးတော့တခုတော့တော်တော်ကြီးကိုပျက်စီးသွားတာဟိုမန္တလေးတို့ကျွန်တော်တို့ပြောရင်စကိုင်းတို့ပေါ့နော်ပျက်စီးတာမှန်တယ်ဒါပေမဲ့တကယ်နေပြီးတော့ရုံးနေပြိုတာဒီဝန်ထမ်းတွေရဲ့အိမ်ယာတွေပြိုပြက်သွားတာနော်ဒါတွေကိုကျွန်တော်တို့ကြည့်လိုက်တဲ့အချိန်မှာဖျားဒီဟာတွေကိုတကယ်ဘယ်သူမှသွားဖြိုနိုင်တာမဟုတ်လေနော်ဒီလောက်ကြီးတဲ့ဒီလောက်ဟွာတွေကိုသူမှမဖြိုနိုင်ဘူးကျွန်တော်တို့ဘယ်လောက်ကြီးတွေဘယ်သူတွေပဲဖြစ်ပေါ့နော်ဘယ်လောက်ကြီးပဲအင်အားရှိပါလေဆိုတော့သူတွေသွားပြီးတော့ဖြိုလဲတာဖြိုနိုင်မှာပေါ့
ဖျားသခင်ရဲ့လှုပ်ဆောင်မှုလို့ပဲတချို့ကပြောတဲ့အခါကျတော့ကျွန်တော်တို့စဉ်းစားမိတယ်။ဟောအေးဒါလည်းဖျားရဲ့ဂျားဝင်လှုပ်ဆောင်မှုလားပေါ့နော်။အဲ့ဒီလိုစဉ်းစားမိ။ကျွန်မပြောချင်တာဘာလဲဆိုတော့တခြားမှာတော့ကျွန်တော်တို့မျှော်လင့်စရာမရှိဘူး။ကျွန်တော်တို့ရဲ့ခွန်အားကျွန်တော်တို့ရဲ့အစွမ်းတတ္တိကျွန်တော်တို့ရဲ့ဉာဏ်ပညာကျွန်တော်တို့မျှော်လင့်စရာအဲ့ဒါလည်းလုံးလုံးမျှော်လင့်စရာမရှိဘူး။သို့တော့ဖျားသခင်၌ကျွန်တော်တို့မျှော်လင့်စရာရှိတယ်ဆိုတာလေးကိုပြောချင်တာဖြစ်ပါတယ်။နောက်ဒုတိယတစ်ခုကဘာလဲဆိုဆင်းရဲဒုက္ခရောက်တဲ့အခါမှာသီးခံပါတဲ့ရှင်ပေါလုကဒီခရိယန်တွေကိုတိုက်တွန်းတယ်ဆင်းရဲဒုက္ခရောက်တဲ့အခါမှာသီးခံပါဘေးဒုက္ခဆင်းရဲအမျိုးမျိုးနော် hardships ပေါ့နော်တကယ်ကိုမာကြောတဲ့တကယ်ကိုမခံမရနိုင်တော့အောင်ဖြစ်တဲ့နော်ဒီစိတ်ဆင်းရဲခြင်းတွေဝမ်းနည်းရခြင်းတွေစိတ်ပြည့်ရခြင်းတွေပင်ပန်းရခြင်းတွေအလုံးပါဘေးဒုက္ခဆိုတဲ့အခါဒါတွေအလုံးပါအဲ့ဒါကိုသီးခံပါလို့ပြောတာအဲ့ဒါတော်တော်ခက်တယ်နော်သီးခံပါလို့ပြောတဲ့စကားနားထောင်လိုက်ရင်ဟိုအရှုံးပေးလိုက်ရတယ်လို့ပဲဒါပေမဲ့ဒီအဓိပ္ပာယ်ကအဲ့ဒါမဟုတ်အရှုံးပေးရတဲ့အဓိပ္ပာယ်ကိုပြောတာမဟုတ်ဘူးဆိုတာလေးကိုပြောချင်တယ်သူကဘာပြောထားလဲဆိုရင် perseverance ဆိုတာမဆုံးမနစ်ကြိုးပမ်းအားထုတ်ခြင်းဆိုတဲ့အဓိပ္ပာယ်ပါတယ်နော်ဆိုလိုချင်တာကဒီဒုက္ခဆင်းရဲကိုလက်မြောက်အရှုံးမပေးဘူးဆင်းရဲဒုက္ခတွေရှိနေတယ်ဘေးဒုက္ခတွေကျမတို့မှာရှိဒါပေမဲ့လို့အဲ့ဒါကိုလက်မြောက်အရှုံးမပေးဘူးသီးခံပါဆိုတာကအရှုံးပေးလိုက်တာကိုပြောတာမဟုတ်ဘူးเนาะအရှုံးမပေးဘူးပြောတာဒါဒီဟာကိုကိုကကြုံရတဲ့အခါမှာလက်မြောက်ပြီးတော့နောက်ဆုံးတချို့တွေဘာဖြစ်လဲဆိုတော့ကိုစီရင်သွားတာတို့ဘာတို့ပေါ့เนาะဒါတွေကြုံရတယ်ကျမတို့ကြုံရမှာပဲဆင်းရဲဒုက္ခတွေအမျိုးမျိုးပေါ့เนาะအခုလိုနိုင်ငံရေးနဲ့ပတ်သက်ပြီးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့မိသားစုရေးနဲ့ပဲပတ်သက်ပြီးဖြစ်ဖြစ်အမျိုးမျိုးပါကျမတို့ကြုံရနိုင်ဒါပေမဲ့ဒီနေရာမှာတမန်တော်ကြီးရှင်ပေါလုကဘာပြောလဲဆိုရင်ဒီလိုအမျိုးမျိုးသောအကြောင်းအရာတွေကျမတို့ကြုံရနိုင်တယ်တဲ့ဒါပေမဲ့သီးခံပါဆိုတာမစုံမနစ်ကြိုးပမ်းအားထုတ်ပါဒါတွေကိုကြော်လွှားပါအရှုံးမပေးဘဲနဲ့ကြော်လွှားပါဆိုတာကိုပြောတာဘယ်ကြောင့်ထိသီးခံရမှာလဲကျမတို့ဘယ်အချိန်ထိကျမတို့သီးခံရမှာလဲမစုံမနစ်ကြိုးပမ်းအားထုတ်သွားပါလို့ပြောတဲ့အခါမှာခရစ်တော်နဲ့အတူကြော်ဖြတ်ပါဆိုတဲ့အတိတ်ပဲရှိပါတယ်ဘယ်ချိန်ထိပျော်ကြော်ဖြတ်မှာလဲဆိုကိုယ့်ရဲ့မျှော်လင့်ချက်ပြည့်စုံတဲ့အချိန်ထိသွားရမှာကိုယ့်ရဲ့မျှော်လင့်ချက်တွေပြည့်စုံတဲ့အနာဂတ်မှာတကယ်ပဲကောင်းဖို့မျှော်လင့်အဲ့မျှော်လင့်ချက်ပြည့်စုံတဲ့အချိန်ထိဖြတ်တန်းနေတဲ့ကာလမှာဒီဒုက္ခဆင်းရဲကိုကသိခံရမှာမစုံမနစ်နဲ့ကိုကကြော်ရမှာကျမတို့အရှုံးပေးလိုက်ဖို့မဟုတ်ဘူးလက်မြောက်လိုက်ဖို့မဟုတ်ဘူးနော်ဒီအာရမစ်ကျမ်းစာမှာဆိုရင်တော့ဘယ်လိုစကားသုံးထားလဲဆိုရဲရင်ခြင်းနဲ့ကြော်ဖြတ်ရမှာဆိုလို့ပြောဒုက္ခတော့ကြုံရမှာပဲဒါပေမဲ့အဲ့ဒုက္ခကိုမစုံမနစ်နဲ့ရဲရင်ခြင်းနဲ့ကြော်ဖြတ်ရမှာသခင်ယေရှုခရစ်တော်နဲ့အတူကြော်ဖြတ်ရမှာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အရှုံးပေးလိုက်ဖို့မဟုတ်ဘူးဆိုတာလေးကိုပြောချင်ပါဒါကျမတို့တချို့လည်းသိမှာပါနော်တချင်းလေးတစ်ပုဒ်ရှိတယ်တချင်းတစ်ပုဒ်ဓမ္မချင်းလေးရှိတယ်ကောင်းပေသည်ဝိညာဉ်ဘုံဆိုတာလေ it is well in my soul ဆိုတဲ့ဒီတချင်းကိုဆက်ဆိုတဲ့ဒီဆရာကြီးပေါ့နော်ဒီပုဂ္ဂိုလ်ကဆရာကြီးမဟုတ်ဘူးသူကလုပ်ငန်းရှင်ပါနော်သူကကုမ္ပဏီပိုင်ရှင်ပေါ့နော်သူရဲ့သားသမီး9ယောက်ရှိတယ်သူသားလေးကဆုံးသွားတဲ့အချိန်ကျတော့ဆုံးသွားပြီးတော့မကြခင်မှာပဲသူ့ရဲ့အထက်ဒီအလုံးယုံပေါ့အဲ့ဒါကချီကာဂိုမီးလောင်တဲ့အချိန်မှာတဲ့သူ့အလုံးယုံသူ့ရဲ့ထဲဆက်ယုံမီးလောင်တဲ့အထက်ပါသွားတယ်တားဆုံးပြီးတော့တိတ်မကြခင်အဲ့လိုဖြစ်အဲ့တော့သူတို့မိသားစုစိတ်ပြေလက်ပြောက်တခြားဒီအင်္ဂလန်ဘက်ကိုသွားမယ်အဲ့ဘက်ကိုအလဲသွားမယ်ပေါ့နော်အလဲသွားမယ်ဆိုတော့အဲ့ခေတ်တော့ကတော့ဒီလိုလေးပြန်နေပါလည်းမရှိသေးတော့သင်္ဘောနဲ့နော်သင်္ဘောနဲ့သွားရသင်္ဘောနဲ့သွားတဲ့အချိန်မှာသူ့ရဲ့ဒီသင်္ဘောဒီအတ္တလန်တစ်ပင်လယ်ကိုဖြတ်တဲ့အချိန်မှာအဲ့ဘာသင်္ဘောကရေနစ်သင်္ဘောနစ်သွားတော့ဘယ်သူပဲအသက်ရှင်လဲဆိုသူမိန်းမတော့အသက်ရှင်တယ်သူမိန်းမအသက်ရှင်တယ်သူကကြံခဲ့တယ်အလုပ်ကိစ္စတစ်ခုရှိလို့ဆိုသူကကြံခဲ့တယ်သူမိန်းမနဲ့သူသမီး4ယောက်ကိုအရင်လွှတ်လိုက်အဲ့ဒီမှာသမီး4ယောက်ကတော့ရေထဲမှာနစ်ဆုံးသွားတယ်နော်ရေထဲနစ်သွားတယ်ဆိုတော့သူမိန်းမပဲကြံခဲ့တော့သူမိန်းမကအဲ့ဒီသတင်းကိုသူကြားတဲ့အချိန်သူမိန်းမကသူ့ကိုကျင်းနှက်ရိုက်တယ်ပေါ့နော်ကျင်းနှက်ရိုက်တယ်ကလေး4ယောက်ကတော့အဲ့လိုရေထဲမှာပါသွားတယ်ပေါ့နော်သူမိန်းမအသက်ရှင်တယ်
ဆိုတော့ तू ကဒီသတင်းကိုကြားတဲ့အချိန်မှာသူမိမရှိတဲ့နေရာကို तू လိုက်သွားဖို့ဆုံးဖြတ်တာပေါ့ဆုံးဖြတ်ပြီးတော့ तू နောက်သင်္ဘောနဲ့လိုက်သွားတယ်လိုက်သွားတဲ့အချိန်မှာလေဒီညဘက်ကျတော့ဒီသင်္ဘောကဒီပင်လယ်ကိုဖြတ်တဲ့အချိန်မှာသူ့ကိုကပတိန်ကပြတယ်အရင်သူတို့ဒီသူ့သမီးတွေသင်္ဘောနစ်သွားတဲ့နေရာပေါ့နော်နေရာကိုသူ့ကိုလက်ညှိုးညွှန်ပြီးတော့ပြတယ်ပေါ့နော်ဒီနေရာမှာဒီအဲ့ဒီသင်္ဘောနစ်မြုပ်သွားခဲ့တာဖြစ်တယ်ဆိုတာကိုအဲ့ဒါကိုသူ့ကိုပြတယ်ဆိုတော့သူကအဲ့ဒီညသူတညလုံးဝမ်းနေပြီးတော့မှကျွန်တော်တို့နားလည်နိုင်တယ်နော်ဒါဆုံးရှုံးခဲ့ဆိုရင်နားလည်နိုင်တယ်ကြားရလေဆိုတော့ဒီတညလုံးသူကစိတ်ထဲမှာရဝမ်းနေတာနော်ရဝမ်းနေပြီးတော့မှသူအဲ့လိုမပြောနိုင်ဘူးဘာလို့သူသမီးတွေကိုရေသိမ်းချိုင်းပေါ့ပြောရမယ်ဆိုရင်အဲ့ဒါကိုသူကမြင်နေရတရားကိုဖြတ်တာကိုဒီနေရာကိုဖြတ်ပြီးတော့သွားဆိုသူစိတ်ထဲမှာရမ်းကိုခံစားရတယ်ပေါ့နော်ခံစားရပြီးတော့မှအဲ့ဒါသူကဒီသချင်းလေးကိုဆိုတာနော်ကျမတို့သိပါတယ်အဲ့သချင်းအားလုံးလည်းသိမယ်လို့ထင်တယ်နော်ကောင်းမေဒီဝိညာဉ်ဘို့ဆိုတဲ့ချင်းလေးဓမ္မသချင်းဆိုတော့ဒီဓမ္မသချင်းကိုအဲ့မှာသူဆက်ဆိုခဲ့တယ်ဆိုတာကျမဒီအကြောင်းကိုကျမဖတ်လိုက်ရတဲ့အချိန်မှာဟာတကယ်ကိုနော်ဒီသူကြုံရတဲ့ဒုက္ခကျမကကြုံရတော့ဘလို့ရဖြစ်သွားလဲမသိဘူးပေါ့နော်အဲ့လောက်ထိစိတ်ထဲမှာဖြစ်တယ်ဒီလိုမျိုးဒါနော်ဒါပထမသေးတယ်နောက်ဥစ္စာပစ္စည်းအကုန်ဆုံးရှုံးတယ်နောက်ကြံနေတဲ့သမီး၄ယောက်စလုံးတစ်ပြိုင်နက်တည်းဆုံးရှုံးရတယ်အဲ့ဒီအခြေအနေထဲမှာသူကခွန်အားယူပြီးမှဒီသချင်းကိုဓမ္မသချင်းကိုကျမတို့စုံနေတဲ့ဒီဓမ္မသချင်းကိုသူရေးပွဲနိုင်တယ်ဆိုတဲ့အားဒီခွန်အားသူဘယ်ဟာရတယ်လဲသူမဆုံးမနစ်သူဘာနဲ့ဖြတ်တန်းတာလဲဆိုသခင်ယေရှုခရစ်တော်ပဲသူစစ်စစ်ကြည့်ပြီးတော့သူဖြတ်တန်းတာအဲ့တော့ကျမတို့ကဒီဟာကိုကျမဖတ်တဲ့အခါမှာဒါကိုကျမဖတ်ကြည့်ရင်းနဲ့ကျမစိတ်ထဲမှာလည်းအယံခံစားသူဘလို့များဒီဟာကိုဖြတ်တန်းနိုင်တယ်လေဒီဟာတွေသူဘလို့ခံယူပြီးတော့များနေနိုင်တယ်လေပေါ့နော်ဆိုတော့တကယ်တမ်းကတော့သူဖျားသူလက်သူဆုံးရှုံးသွားတဲ့အရာတွေကိုသူကစဉ်းစားနေတဲ့အစားမျက်မှောက်ပြုနေမယ့်အစားသူကဘာလို့စဉ်းစားဆင်ခြင်လဲဆိုဖျားသခင်ဟာဘလောက်ကောင်းမြတ်တယ်လဲဆိုတဲ့ကောင်းမြတ်ခြင်းပေါ်မှာပဲသူကစဉ်းစားနော်ကောင်းမြတ်ခြင်းပေါ်မှာပဲသူကစဉ်းစားပြီးတော့သူ့ရဲ့ကိုယ်သူပြန်ပြီးတော့မှခွန်အားပေးတယ်တိဆောက်ယူတယ်ဆိုတာဒီအဖြစ်ပြက်လေးအဖြစ်တွေ့ရပါတယ်အဲ့တော့ဘေးဒုက္ခဆင်းရဲတွေကိုခရစ်တော်နဲ့တူရင်ဆိုင်ကြော်ဖြတ်မယ်ဖျားသခင်ရဲ့ကောင်းမြတ်ခြင်းတွေနော်ဖျားသခင်ရဲ့သစ္စာဆောင်ခြင်းတွေဖျားသခင်ရဲ့ကျေးဇူးပြုနာတွေဘေးဒုက္ခကိုကျမတို့ဘေးဒုက္ခနော်ခုနပြောသလိုအခက်အခဲတွေအကြက်တဲတွေအဲ့ဒါတွေကိုကျမတို့ခရစ်တော်နဲ့တူရင်ဆိုင်ဖြတ်တန်းနေတယ်ကျမတို့စဉ်းစားရမှာကျမတို့စင်ကြင်ရမှာပါလဲဆိုဖျားသခင်ကိုယ့်ရဲ့အသက်တာမှာဘလောက်ကောင်းမြတ်ခဲ့တယ်နော်ဘလောက်ထိကိုယ့်ကိုစောင့်ရှောက်ခဲ့တယ်ကိုယ့်ကိုကွယ်ကာခဲ့တယ်ကိုယ့်ကိုဘလို့ကျေးဇူးပြုခဲ့တယ်ဒါတွေကိုကျမတို့ပြန်စဉ်းစားဆင်ခြင်ဖို့ဖြစ်တယ်အဲ့ဒါမှပဲကျမတို့ဒါကိုပါဖြစ်နိုင်မယ်ဖြတ်တန်းနိုင်မှာဖြစ်ပါတယ်နော်ဒါတွေကိုကျမတို့ဖြတ်တန်းနိုင်မယ်ပို့ပြီးတော့ဖျားသခင်နဲ့နိကဆာအသက်ရှင်နိုင်မယ်အဲ့ဒီဟာတွေကိုဖျားသခင်ရဲ့ကောင်းမြတ်ခြင်းကိုကျမတို့မြင်နိုင်အောင်ကြိုးစားဖို့ဒီဒုက္ခကိုဖြတ်နေတဲ့အချိန်မှာဖြတ်တာတော့ဖြတ်ရမှာပဲအကုန်လုံးကဖြတ်တန်းသွားရမှာပဲကျမတို့မကြုံချင်လည်းမရဘူးကြုံနေရမှာပဲဒါပေမဲ့အဲ့ဒီဟာကိုကြုံနေပြီးအဲ့ဒီဟာကိုဖြတ်တန်းသွားနေရှင်မှာဖျားရဲ့ကောင်းမြတ်ခြင်းနဲ့ဖျားရဲ့သစ္စာဆောင်ခြင်းဖျားရဲ့ကျေးဇူးပြုနာတွေကိုယ့်ရဲ့အသက်တာမှာဘလို့ခံစားအဲ့ဒါကိုပဲကျမတို့မြင်အောင်ကြည့်ပြီးတော့ခွန်အားယူပြီးတော့အသက်ရှင်ဖို့ဖြစ်ပါတယ်အခက်အခဲကြက်တဲ့ဒုက္ခရှိလေလေတဲ့ဖျားသခင်တကူကထင်ရှားနေပြီဖြစ်တယ်ဒါလည်းမှန်တယ်နော်ကျမတို့ပြန်စဉ်းစားရင်ကျမတို့နောက်တော့ဒီကိုဗစ်တော့ပေါ့နော်ကိုဗစ်တော့ကျမတို့ကဝိပုချင်းတွေမလို့လုံးမလဲဆိုပြီးတော့စဉ်းစားနေတဲ့အချိန်အဖျားကတလန်းပြင်ဆင်ထားပြီးတဲ့ Zoom နေနဲ့ဝိပုကြတယ်နော် Zoom နေနဲ့ဝိပုရတဲ့အတွက်ဘာတွေဖြစ်လာလဲဆိုတော့အကုန်လုံးရဝေးရနေအကုန်ဝိပုနိုင်သွားတယ်။ကဘာအရရကရှိတဲ့ညီကောင်မောင်နှမတွေလည်းအတူတူဝိပုလို့ရသွားတယ်။အကယ်၍ဒါကိုဗစ်မဖြစ်ခဲ့ရင်ကျမတို့ Zoom နဲ့ဘူးမှဝိပုဖြစ်မှာမဟုတ်ဘူး။ဒါပေမဲ့ကိုဗစ်ဖြစ်လာတဲ့အခါကျတော့ဘိမှန်တော့မသွားရင်ကဲ Zoom နဲ့ဝိပုကြဆို Zoom နဲ့ဝိပုလာတဲ့အခါမှာတကယ်ကိုကဘာအရရကအကုန်လုံးဆွေမျိုးသားချင်းတွေရှိတဲ့လူတွေအကုန်လုံးတက်လာပြီးတော့အကုန်ဝိပုနိုင်တယ်ပေါ့နော်ဒါလည်းဖျားသခင်ကတနည်းတလန့်ပေါ့နော်ကောင်းမြတ်ခြင်းကိုကျွန်တော်တို့စင်ကျင်တဲ့အခါဒီလိုမျိုးတွေတွေ့ရတယ်နော်ဆိုတော့ဒါဟာဖျားသခင်ကကျွန်တော်တို့ဟိုကျေးဇူးပြုနေတယ်စောင့်ရှောက်နေတယ်အမြဲတမ်းသူ့ရဲ့ကောင်းမြတ်ခြင်းကိုမြင်နိုင်ဖို့အတွက်ဖျားသခင်ကပြင်ဆင်ပေးနေတယ်ဆိုတာတတိယကိုဖြစ်ပါတယ်တတိယတစ်ချက်ကဆုတောင်းပတ္ထနာပြုခြင်းကိုအမြဲပြုပါတဲ့ဒါကျွန်မသိပြီးတော့ပြောစရာမလိုဘူးဆုတောင်းတယ်ကျွန်တော်တို့ခရိယန်တွေဆုတောင်းပါ
နော်ဆူတောင်းပတ္တနာပြုကြအမြဲပြုပါလို့ပြောတဲ့အခါအမြဲတမ်းခေါင်းကိုပြီးတော့ဆူတောင်းရမယ်လို့ပြောတာမဟုတ်ဘူးဆူတောင်းတယ်ဆိုတာဘုရားသခင်နဲ့အဆက်အသွယ်ပြုတာအဆက်အသွယ်မပြတ်နဲ့လို့ပြောတာဆူတောင်းပတ္တနာအမြဲပြုပါလို့ပြောဘုရားသခင်နဲ့အဆက်အသွယ်မပြတ်ပါစေနဲ့လို့ပြောတာနော်ဘုရားသခင်နဲ့အဆက်အသွယ်ပြတ်ရင်ကျမတို့ဘာဖြစ်နိုင်လဲဆိုရင်ဒုက္ခကြုံရနိုင်တယ်နော်ဘုရားသခင်နဲ့အဆက်အသွယ်ပြတ်ရင်ကျမတို့ဒုက္ခကြုံရနိုင်တယ်ကျမတို့မိသားစုနဲ့အဆက်အသွယ်ပြတ်ရင်ကျမတို့အစင်မပြေဘူးနေရတယ်နော်ကျမတို့ဘုရားသခင်နဲ့အဆက်အသွယ်မပြတ်ပါစေနဲ့လို့ပြောတာဆူတောင်းပတ္တနာအမြဲပြုပါဆိုတာအဆက်အသွယ်မပြတ်ဘူးအမြဲတမ်းကျမပြောလို့ပဲခေါင်းကိုပြီးတော့မှလက်အုပ်ချီပြီးတော့ဆူတောင်းပါအမြဲတမ်းအဲ့လိုလုပ်ပါလို့ပြောတာမဟုတ်ဘူးကိုစားတဲ့အခါရှိတယ်ကိုသွားလာနေတဲ့အခါရှိတယ်အဲ့ဒီချိန်တွင်းမှာကိုဘုရားသခင်နဲ့အဆက်အသွယ်မပြတ်ဘဲနဲ့စကားပြောနေလို့ရတယ်အဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်နော်ဆိုတော့ဒီနေ့ခေတ်ဆိုတယ်မှာဆိုရင်နော်ဒါအရင်ရေးကြည့်တယ်နော်ဆူတောင်းပတ္တနာပြုခြင်းဘာကြောင့်လဲဆိုကျွန်တော်တို့မှာတခြားအားကိုးစရာမရှိအခြားအားကိုးစရာကျွန်တော်တို့မှာမရှိဘူးဘုရားသခင်သားလေးမျှော်လင့်ခြင်းကိုပြည့်စုံစေနိုင်တယ်ဘုရားသခင်သားလေးအရာခတ်သိမ်းကိုတတ်နိုင်တယ်ဒုက္ခရောက်တဲ့အခါမှာလည်းသိခံနိုင်ဖို့ခွန်အားပေးနိုင်တာလေဘုရားသခင်ပဲအခြေအနေတွေကိုပြောင်းပြန်ဖြစ်အောင်လုပ်နိုင်တာလေဘုရားသခင်ပဲနော်ဒါကြောင့်ဘုရားသခင်ကိုအမြဲတမ်းကျွန်တော်တို့အဆက်အသွယ်မပြတ်ဖို့လုပ်ပါတယ်ကျမ်းစာထဲမှာခုနကပဲကျွန်မပြောသွားတဲ့ဧသထာဝိတ္ထုကိုကျွန်တော်တို့ဖတ်တဲ့အခါမှာလူမျိုးတုံးတတ်ဖို့ပေါ့နော်ခါရဲဟိုရှင်ဘီကလို့အမိတ်ပေးလိုက်ပြီးအကုန်လုံးတတ်ဖို့ကြံ့တာပဲသူ့ရဲ့သူ့နာအမတ်ကအကြံပေးလို့ဟာမန်ဆိုတဲ့အမတ်ကြောင့်အကုန်လုံးတတ်ဖို့ဖြစ်သွားပြီအဲ့ဒီချိန်မှာဧသထာနဲ့သူ့လူမျိုးကဘာလုပ်လဲဆို3ရက်အစာရှောင်ပြီးတော့ဆုတောင်းတယ်3ရက်သူတို့အစာရှောင်ပြီးတော့ဆုတောင်းပြီးတော့ဧသထာရှင်ဘီစီကိုဝင်တဲ့ချိန်မှာဘာဖြစ်သွားလဲဆိုတော့ခုနကအခြေအနေကပြောင်းပြန်ဖြစ်သွားတယ်ဟာမန်ကသူတို့မော်ဒကဲနဲ့ဒီမော်ဒကဲတို့ကိုသူကကျိုးစင်တင်ဖို့အတွက်ကျိုးတိုက်ပေါ့ကျိုးစင်ပေါ့နော်အဲ့ဒါကိုလှုပ်ထားပြီးအစင်းသစ်လှုပ်ထားပြီးဒါမော်ဒကဲတို့ကိုတင်ပြီးတတ်ဖို့ဒါပေမဲ့လို့ဧသထာနဲ့သူ့ရဲ့လူတွေ3ရက်အစာရှောင်ပြီးတော့ဆူတောင်းတဲ့အခါမှာဆူတောင်းပြီးတော့မှရှင်ဘီစီကိုဝင်တဲ့အခါအမိတ်ကပြောင်းသွားတယ်မော်ဒကဲတို့တတ်မဲ့ကျိုးစင်မှာခုနအဲ့ကျိုးစင်ကိုလုပ်တဲ့ဟာမန်တို့အဖေဟာတက်လိုက်ရတယ်နော်အဲ့မှာအသက်ခံရဆိုအခြေအနေကိုပြောင်းပြန်လုပ်ပေးနိုင်တာဘုရားခင်အရေးကြီးတာကျွန်တော်တို့ဘုရားခင်နဲ့အဆက်အသွယ်မပြတ်ဖို့ဆုတောင်းဖို့ဖြစ်တယ်နော်အဲ့ဒါဆိုရင်ဘုရားခင်တက်နိုင်တယ်အခြေအနေကိုပြောင်းပြန်ဖြစ်အောင်တော့လုပ်နိုင်တယ်ဘုရားခင်ဖြစ်ပါတယ်လို့နော်ဒါကြောင့်ဆုတောင်းခြင်းဟာကျွန်တော်တို့အချိန်တကူပါရင်အချိန်တကူပါဖို့လိုတယ်အချိန်တကူပါရင်ဘုရားခင်ကတက်နိုင်နော်အဲ့ဒီလိုပြောတဲ့အခါမှာတခါတချို့ပြောတာရှိရနော်ဗာလဲဆိုတော့ဖျားခင်အားတဲ့အကုန်လုံးသိတာပဲနော်ဆူတောင်းဖို့လိုသလားဆိုတဲ့ဟာဖျားခင်အကုန်သိရင်ကျွန်တော်တို့ဆူတောင်းဖို့လိုသလားလိုပါလိုလို့လဲဖျားခင်ဆူတောင်းခိုင်းတာဖျားခင်မလိုရင်တောင်းခိုင်းမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ဆူတောင်းလို့ရတော့မှဖျားခင်ကိုအားကိုးလို့ရမှသိတာအကယ်၍ကျွန်တော်တို့ကဆူမတောင်းမင်းနဲ့ဖျားခင်ကဒီတိုင်းပဲပေးနေလို့ရှိရင်အဲ့ဒါဘုရားသခင်ရဲ့ကျေးဇူးဘလောက်ကြီးမှန်းလဲသိမှာမဟုတ်ဘူးဘုရားသခင်ကိုဆုတောင်းလို့ရတယ်ဆိုတာလေကျွန်တော်တို့သိမှာမဟုတ်ဘူးဘုရားသခင်ကိုအားကိုးလို့ရတယ်ဆိုတာလေကျွန်တော်တို့သိမှာမဟုတ်ဘူးဒါကြောင့်ဘုရားသခင်ကသူ့ကိုအားကိုးလို့ရတယ်ဆိုတာကျွန်တော်တို့သိဖို့အတွက်ဘုရားသခင်ကကျွန်တော်တို့ဆုတောင်းခိုင်းတာဖြစ်တယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ဆုတောင်းရတယ်နော်ဘုရားသခင်ကိုယ်တိုင်ကဆုတောင်းပါလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဆုတောင်းခြင်းဟာအရေးကြီးပါတယ်နော်ဆုတောင်းဖို့ဖြစ်ပါတယ်ဒီနေ့ခေတ်အချိန်ခါမှာစိုးရိမ်စရာတွေဘေးဒုက္ခတွေကျမတို့အခက်အခဲတွေအမျိုးမျိုးရှိပါတယ်ကျမတို့မှာရင်ဆိုင်နိုင်တဲ့တုံ့ပြန်နိုင်တဲ့အင်အားတော့မရှိဘူးကိုယ်ပိုင်အနေနဲ့ဒါပေမဲ့ကျမတို့မှာဘုရားခင်ရှိတယ်အရာခတ်သိမ်းကိုတတ်နိုင်တဲ့ဘုရားခင်ရှိတယ်တကိုးနဲ့ပြည့်စုံတဲ့ဘုရားခင်ရှိတယ်မျှော်လင့်စရာမရှိတဲ့အခြေအနေတွေတက်ကနေကျမတို့ကိုမျှော်လင့်ခြင်းကျမတို့မျှော်လင့်ထားတဲ့အရာကိုပြည့်စုံအောင်လုပ်ပေးနိုင်တဲ့ဘုရားခင်ကျမတို့မှာရှိပါတယ်နော်ဒါကြောင့်ဘုရားခင်တတ်နိုင်တယ်ဆိုတာကိုသိပြီးတော့ဒါကိုမျှော်လင့်နဲ့ကျွန်တော်တို့ဝမ်းမြောက်ကြဖို့ဖြစ်တဲ့ဒီဒုက္ခအခက်အခဲတွေကိုကျွန်တော်တို့ရင်ဆိုင်ရမယ်ဖြတ်သန်းရမယ်သို့တော့မစုံမနစ်နော်မစုံမနစ်အဲ့ဒါကိုလက်မြောက်ရှုံးပေးဖို့မဟုတ်ဘဲနဲ့သခင်ယေရှုနဲ့တူရင်ဆိုင်ဖြတ်သန်းကြဖို့ဖြစ်ပါတယ်ဘုရားသခင်ကိုအားကိုးနဲ့ရင်ဆိုင်ဖြတ်သန်းကြဖို့ဖြစ်ပါတယ်ဘုရားသခင်ယေရှုနဲ့ကောင်းမြတ်ခြင်းတွေကိုဒီအခြေအနေတွေထဲကနေမြင်အောင်ကြည့်ပြီးတော့မှဆက်လက်ပြီးအသက်ရှင်သွားကြဖို့ဖြစ်ပါတယ်ဘုရားသခင်နဲ့အဆက်အသွယ်မပြတ်ဖို့
အရေးကြီးပါနော်အဆက်အသွယ်မပြတ်ဖို့အရေးကြီးပါတယ်ဆုတောင်းခြင်းဆိုတာဘုရားခင်နဲ့အဆက်အသွယ်ပြုခြင်းပဲဆိုတော့အဆက်အသွယ်မပြတ်ဖို့အရေးကြီးတယ်ဒါဆိုရင်ကျွန်တော်တို့အခြေအနေတို့ဘုရားခင်ကတောင်းပြန်ဖြစ်အောင်နော်လုပ်ပေးနိုင်တယ်ဘုရားခင်ဖြစ်တယ်သူ့ကိုအားကိုးလို့ရတယ်ဆိုတာကိုကျွန်တော်တို့သိအောင်လုပ်မယ်ဘုရားခင်ဖြစ်တယ်ဆိုတာကိုကျွန်မအနေနဲ့လည်းငယ်ဖော်ပြလေဖော်အားပေးခြင်းပါတယ်လို့အားလုံးပုံမှာဘုရားခင်တောင်းချီးပေးပါစေအာမင်